များအစိတ်တင်ပြီးလဲကျသွားတဲ့အချိန်မှာတော့မိမိအတွက်မငိုပဲမိဘနှစ်ပါးအတွက်ပဲပူဆွေးခဲ့တဲ့လူရွယ်တစ်ယောက်ဘာဒီဆက်ဖြစ်လာမလဲကြည့်လိုက်ကြရအောင် သူဝနာတာမ၏မြတ်တာရိတ်ကြောင့်တော်တွင်တရိษံများမှာရန်သူမရှိအေးချမ်းစွာနေထိုင်နေကြတော့လေတနေ့တွင်ဘာရာနသီမင်းကြီးပိလိယခသည်တောကစားရင်ထိုဒေသသို့ရောက်ရှိလာခဲ့ပါသည်မင်းကြီးသည်မြစ်ကမ်းနားတွင်တမင်အုပ်ကြီးနှင့်အတူရောနှော၍အေးချမ်းစွာရေခတ်နေသောလူရွယ်လေးတောဝနာတာမကိုတွေ့သောအခါအလွန်အံ့ဩသွားခဲ့သည်ဤသူသည်နတ်လောနဂါလောသို့မဟုတ်လူသားပင်လောဟုတိလူစိတ်ပြင်းပြခဲ့သည်မင်းကြီးသည်သူဝနာတာမ၏အစွမ်းကိုစမ်းထက်လူသည်ကတကြောင်အရှင်ဖမ်းမိလူသည်ကတကြောင်ကြောင့်အစိတ်လူများဖြင့်ပြစ်ခတ်လိုက်ပါသည်များသည်သူဝနာတာမ၏ရာပင်နာဘေးကိုဖုတ်ဝေသွားခဲ့သည်လဲကျသွားသောသူဝနာတာမသည်မိမိကိုယ်ကိုနာကျင်မှုအတွက်မငိုကြွဲပဲမိမိမရှိလေမျက်စိမမြင်တော့မိဘနှစ်ပါးမိတို့စားတော့ရှင်တန်ရပါမည်နိဟုသာပူဆွေးကရီးတွားရှာတော်သည်ထိုစကားကိုကြားရတော့အခါပိလိယခမင်းကြီးသည်မိမိ၏မှားယွင်းသောလောက်ရအတွက်အလွန်နှောင့်တရသွား မင်းကြီးရဲ့အစိတ်များချက်ကြောင့်တတိလစ်သွားတဲ့သူ့ဝနာတာမနဲ့မျက်စိမမြင်တဲ့မိဘနှစ်ပါးရဲ့ရင်ကွဲမတတ်ဆုံတွေ့မှုဘာတွေဆက်ဖြစ်မလဲကြည့်ကြရအောင် သူဝနာတာမများမှန်၍လဲကျသွားပြီးနောက်အခြေအနေမှအလွန်ပင်စိတ်မကောင်းဖွယ်ဖြစ်လာခဲ့ပါသည်ပီလီယခမင်းကြီးသည်သူဝနာတာမ၏အပားသို့ချင်းကပ်ကမိမိဖြစ်ခက်ခဲခြင်းဖြစ်ကြောင်းဝန်ခံခဲ့သည်သူဝနာတာမသည်အသက်အန္တရာယ်စိုးရင်ရသည့်ကြားမှာပင်ကျွန်ုပ်၏တီဗီထက်မျက်စိမမြင်သောမိဘနှစ်ပါးငမ်းမွနေမိကိုသာစိုးရင်ပါသည်ဟုမင်းကြီးကပြောကြားခဲ့သည်သူဝနာတာမ၏တီလာနှင့်မိဘအပေါ်ထားသောမေတ္တာကိုမြင်တွေ့ရသောအခါမင်းကြီးသည်အလွန်တုန်လှုပ်သွားသည်။အိုးသူတော်ကောင်းတင်မရှိတော့လျင်တင်ဤမိဘများကိုငါမင်းကြီးကိုယ်တိုင်ပါအရင်ကဲ့သို့ပြုစုဆောင်ရှောက်ပါမည်ဟုခတိသစ္စာပြုလိုက်ပါသည်။ထို့နောက်သူဝနာတာမသည်တတိလစ်မိမျောသွားခဲ့သည်။မင်းကြီးသည်သူဝနာတာမညွန်ပြခဲ့သောလမ်းအတိုင်းလိုက်လာရာကျောင်းသင်ခန်းသို့ရောက်ရှိသွားသည်။မိဘနှစ်ပါးမှအမြဲတစေပြုစုနေကြတားဖြစ်သူ၏ခြေတံမဟုတ်ပဲသူစိမ်းတစ်ယောက်၏ခြေတံကိုကြားရတော့အခါအော်သွားကြသည်မင်းကြီးကတင်းတို့၏သားသူဝနာတာမသည်ကျွန်ုပ်၏များချေကြောင့်အသက်ဆုံးရှုံးလို့နေဖြစ်နေပါပြီဟုပြောကြားလိုက်တော့အခါမိဘနှစ်ပါးသည်ရင်ထုမနာတငူငူတရားဖြစ်ကြရသည်သို့တော့သူတို့သည်မင်းကြီးကိုရံမပူပဲငါတို့သားရှိရသူသားလိုက်ပူပေးပါဟုတောင်းဆိုခဲ့ကြ ညမိဘနှစ်ပါးရဲ့တစ္ဆာစကားတခွန်းကြောင့်တေအဆဲဆဲသားဖြစ်သူအသက်ရှင်ပြီးနိုင်မလားမိဘကိုလှုပ်ကြွေးတဲ့ကုသိုလ်ကကံကြမ္မာကိုပါပြောင်းပြန်လှန်ချနိုင်သလားဆိုတာကြည့်လိုက်ကြရအောင် သူဝနာတာမ၏ရင်ခွင်ထက်သို့မိဘနှစ်ပါးလဲကြကငိုကြွေးကြသည်ထို့နောက်မိခင်ဖြစ်သူကသားဖြစ်သူ၏ရင်ပတ်ကိုစမ်းသပ်ကြည့်ရာအနှဲငယ်နှွေးနေသေးသည်ကိုသိရှိရသဖြင့်ဤသို့တစ္ဆာဆိုလေသည်ငါသားသူဝနာတာမသည်အမိအဖတို့ကိုယူသေးစွာလှုပ်ကြွေးခဲ့သည်မှာမှန်ကန်ပါကဤတစ္ဆာစကားကြောင့်ငါသားဤကိုမှအစိတ်များပြေပါစေတည်းဖခင်ဖြစ်သူကလည်းထိုနည်းတူစွာသားဖြစ်သူဤတီလာနှင့်မေတ္တာတရားတို့ကိုအရင်ခံ၍တစ္ဆာဆိုခဲ့သည်ထိုအချိန်တွင်သူဝနာတာမဤရှေးဘဝကမိခင်ဖြစ်ခဲ့ဘူးသောဘဟုတော်တည်းနတ်သမီးသည်လည်းကောင်းကင်ယံမှနေ၍တစ္ဆာဆိုလေသည်မိဘနှစ်ပါးနှင့်နတ်သမီးတို့ဤမေတ္တာတစ္ဆာအစွမ်းကြောင့်သူဝနာတာမဤကိုယ်တွင်မှအစိတ်များအကုန်စင်၍ဒဏ်ရာများချက်ချင်းပျောက်ကင်းသွားခဲ့သည်သူဝနာတာမသည်အိပ်ပျော်ရာမှနိုးလာတဲ့ကဲ့သို့ပြန်လေထိုင်ထလာနိုင်ခဲ့သည်ထိုမြမကမိဘနှစ်ပါးဤမျက်စိများမှလည်းအံ့ဖွယ်နေဖြင့်ပြန်လေမြင်ကွင်းရရှိသွားကြသည်ပြီးလေရခမင်းကြီးသည်ဤအံ့ဖွယ်ဖြစ်ရက်ကိုမြင်တွေ့ရသောအခါသူဝနာတာမအားအလွန်ယူတည်သွားပြီးမိဘလှုပ်ကြွေးခြင်းအကျိုးတရားကိုနားလေသွားခဲ့သည်သူဝနာတာမသည်မင်းကြီးအားမင်းကျင့်တရားအစေပါနှင့်အနီအုပ်ချုပ်ရန်နှင့်မိဘတို့ကိုလှုပ်ကြွေးရန်တရားဓမ္မများဟောကြားခဲ့သည်မင်းကြီးသည်လည်းဘာရာဏသီပြည်သို့ပြန်လည်ရောက်ရှိသောအခါကုသိုလ်ကောင်းမှုများကိုသာပြုလုပ်၍မင်းကောင်းမင်းမြတ်အဖြစ်အုပ်ချုပ်သွားခဲ့ပါတော့သည်